စိတ်ကောင်းရှိဖို့ကပထမမြန်မာနိုင်ငံမှာကျမ်းပေါင်းများစွာပြုစုပြီးပရိယတ္တိစာသင်သားတွေအတွက်အကျိုးပြုသွားတဲ့အမရပူရမဟာကန္နာယောဆရာတော်ဘုရားကြီးရဲ့ကျောင်းတိုက်မှာမိမိရဲ့တပည့်တန်ဃာတွေလိုက်နာဖို့ဆိုပြီးတော့အချက်10ချက်ရေးဆွဲသတ်မှတ်ထားတဲ့ထဲကစိတ်ကောင်းရှိဖို့ကပထမဒါကိုဆရာတော်ကြီးကအလေးနဲ့ထားပြီးတော့တန်ဃာတော်တွေလူတွေရဲ့လေးစားတတ်တဲ့အနေအထားမျိုးတွေရောက်အောင်ဘုရားမြတ်စွာရဲ့တပည့်တာဝကတို့ရဲ့ဂုဏ်ကိုဆောင်နိုင်အောင်လို့ဆိုပြီးတော့အချက်10ချက်စီမင်းစည်းကမ်းချမှတ်ပြီးတော့ပေးထားတယ်။ဒါကြောင့်မို့မရပူရမဟာကန္နာယောဆိုတာမြန်မာနိုင်ငံမှာစံပြအကြောင်းတိုက်တိုက်ဖြစ်လာခဲ့။အဲဒီမှာဆရာတော်ကြီးသုံးထားတဲ့စကားလုံးလေးကအလုံးမှန်ကန်တယ်။ကျောင်းတိုက်တိုက်တာမကစိတ်ကောင်းရှိဖို့ကပထမလို့ဆိုတာကျောင်းတိုက်တိုက်တယ်မဟုတ်ဘူးမြို့တစ်မြို့ခရိုင်တစ်ခုတိုင်းဒေသကြီးတစ်ခုကပ်ပြီးတော့နိုင်ငံတော်ထိအောင်စိတ်ကောင်းရှိဖို့ကပထမဆိုတာမတ္တမမှန်ကန်ပါတယ်အရာခသိန်းဟာဘာပဲလုပ်စိတ်ကောင်းတဲ့လုံးမနောက်ကလာတဲ့လှုပ်ဆောင်ချက်တွေဟာမှန်ကန်မှုရှိတာအရာခသိစိတ်နဲ့ရှေးဥစွာစဉ်းစားကြံစည်တွေးတောပြီးတော့မှနှုတ်ကလည်းထုတ်ပြောတယ်ကိုယ်ဒီလေးရောက်လည်းလှုပ်တယ်လို့ဆိုတော့စိတ်ကောင်းမရှိဘူးဆိုရင်ပြောသမျှစကားအမှားလှုပ်သမျှအလုပ်တွေလည်းအမှားပဲဖြစ်မှာပဲဒါကြောင့်မို့ဆရာတော်ကြီးကတော့သူကျောင်းတိုင်းနေတပည့်တန်ဃာတွေလိုက်နာဖို့ဆိုပြီးတော့အချက်10ချက်ရေးဆွဲပြီးတော့ထားတာစိတ်ကောင်းရှိဖို့ကပထမတဲ့ဝီနီးလေးစားဖို့ကဒုတိယတဲ့ကျမ်းမာဖို့ကတတိယတန်ရှင်းဖို့ကစတုတ္ထအဝတ်စားတတ်ဖို့ကပင်စမလူယဉ်ကျေးမှုဆိုတဲ့ထဲမှာဝတ်စားဆင်မှုကလည်းရေးကြည့်တာပဲဟောဝတ်စားဆင်မှုရေးကြည့်တယ်မြန်မာနိုင်ငံမှာရှိကြတဲ့ပုဂ္ဂိုလ်တွေလည်းမိမိတို့ရဲ့လူမျိုးရဲ့ဂုဏ်သိက္ခာထောက်ထားပြီးတော့ဝတ်တတ်စားတတ်ဖို့တမန်အဖြစ်တော့လူတွေကထင်တယ်တို့ဝတ်တတ်တယ်လို့ထင်ကောင်းထင်လိမ့်မယ်သို့တော့စက်တည်ရှိအောင်ဝတ်တတ်ဖို့လိုတယ်ပေါ့နော်တန်ဃာတွေအနေနဲ့ကလည်းပဲဒီဟာကအဝတ်အစားတတ်ဖို့ဆိုတာဝတ်စားတတ်ဖို့ဝတ်စားဆင်တတ်ဖို့ဒါဟာအမတ္တမအရေးကြီးဝတ်စားမတတ်ဘူးဆိုလို့ရှိရင်မြန်မာစကားတောင်မှကောင်းတဲ့အိဗယ်ကိုမပြောဘူးလေဒါကြောင့်မို့လို့ well dressed ဆိုတဲ့တတ်တတ်ရရဝတ်တတ်စားတတ်မှုဟာလူမျိုးတစ်မျိုးရဲ့လူရဲ့ဂုဏ်သိက္ခာ dignity လို့ဒီလိုပြောလို့ရတယ်တတရဝတ္တစားရတယ်ငယ်ငယ်တော့ကြားဘူးတယ်မြန်မာနိုင်ငံကိုလာရောက်အုပ်ချုပ်သွားတဲ့အင်္ဂလိပ်တွေမြန်မာပြည်ကလူတွေသူတို့ကိုလေးစားအောင်လို့ဆိုပြီးတော့ဒီလူတွေဟာတမင်္ဂလာကိုအမြဲတမ်းခေါင်းကိုတတရဖီးတယ်ဝတ်စားဆင်မှုတမင်တကာလုပ်တယ်လို့ကြားဘူးတယ်ငယ်ငယ်တော့ကြားဘူးတယ်ဟုတ်အမြဲတမ်းတတရဝတ်စားတာဘယ်တော့ကြည့်လိုက်တတရနဲ့တေတတဝတ်စားအဲ့ဒီဝတ်စားဆင်မှုစနစ်ကြလို့ရှိရင်လေလူကလေးစားလာတာဟုတ်ဒီလိုဆိုလို့သူတို့နိုင်ငံရှိတဲ့အင်္ဂလိပ်တွေကတော့ကိုယ့်ကဝတ်ချင်လဲဝတ်တာသို့တော့မြန်မာနိုင်ငံလာပြီးတော့နေတဲ့အင်္ဂလိပ်တွေကြတော့ဝတ်စားဆင်မှုကိုထူးသတိထားတယ်ဒီစကားကိုငယ်ငယ်ကြားခဲ့ဘူးလားဟုတ်မဟုတ်တော့အဲ့ဒီခေတ်ကအရွယ်ရောက်တဲ့လူတွေသိကြမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကလည်း
သူကြောင့်ကတန်ဃာတွေကိုဆုံးမတဲ့အနေနဲ့အဝတ်စားတတ်ဖို့ကပင်စမတယ်နောက်တစ်ခုကဘာလို့ဆိုအနေထိုင်တတ်ဖို့ကသတ္တမလူတွေအနေထိုင်တတ်ဖို့ကလည်းလိုသေးတာနော်အနေထိုင်မတတ်ရင်မကောင်းတော့အပြစ်ဆိုစရာတွေဖြစ်တယ်ပေါ့နေထိုင်လည်းတတ်ရမယ်နေတတ်ထိုင်တတ်ရှိရမယ်ဒါလို့ဆိုတာပေါ့နောက်တစ်ခုကတော့အပြောဆိုတတ်ဖို့ကတတ္တမပြောတတ်ဆိုတတ်ရမယ်လိမ္မာရင်ကျေးစွာပြောတတ်ဆိုတတ်ဖို့လိုအပ်တယ်မြန်မာစကားမှာရှိတယ်လေအပြောမတတ်ရင်ဆဲတယ်လို့ဆိုတာရှိတယ်နော်အပြောမတတ်ရင်ဆဲတယ်လို့အဲ့ဒါလို့ပြောတတ်ဆိုတတ်လာပြီဆိုလို့ရှိရင်လူတိုင်းကလေးစားရတဲ့အနေအထားမျိုးရောက်တယ်ဒါမှမဟုတ်ပြောတတ်ဆိုတတ်လို့ဆိုတာအသွားလာတတ်ဖို့ကအထမတေလီတတ်တတ်သွားတတ်လာတတ်ရမယ်တမန်အပြင်လူတွေကငါတို့သွားရတာပဲလာရတာပဲလို့ဒီလိုတော့ထင်ကောင်းထင်လိုက်တို့တော့လူရင်ကြီးတွေအနေနဲ့သွားတတ်လာတတ်ရမယ်လို့ဆိုတာပေါ့နောက်စီကံလိုက်နာဖို့ကနဝမတိုင်းပြည်တစ်ပြည်မှာလည်းပဲစီကံဆိုတာရှိတာအဲ့ဒီစီကံကိုလိုက်နာဖို့ဆိုတာဓမ္မအရေးကြီးတာမြန်မာနိုင်ငံရန်ကုန်မြို့ကလူတွေလည်းသိမှာပေါ့မီး point ဆိုတာတွေပြထားတာရှိတယ်မီး point ဆိုတာ traffic law လို့ပဲခေါ်တာရင်နဲ့သွားတဲ့လူတိုင်းလိုက်နာမှာမီးစိမ့်ပြထားတာလိုက်နာမီးနီပြထားရင်မသွားရဘူးဆိုတဲ့လိုက်နာမှုပဲအဲ့ဒီလိုက်နာမှုစီကံဖောက်ဖျက်မယ်ဆိုလို့ရှိရင်တော့ဒီလောက်အသေးဖွဲစီကံလေးတောင်မလိုက်နာဘူးအဲ့ဒီသူကလိုက်မှာမဟုတ်ဘူးနောက်တစ်ခါလမ်းဘေးမှာအနီနဲ့အဖြူကြားပြီးတော့ပလက်ဖောင်းတွေမှာဆွဲထားတာအလှဆွဲတာမှမဟုတ်တာအနီနဲ့အဖြူရစ်ထားတဲ့နေရာဆိုလို့ရှိရင်ကာမရရဆိုတဲ့အဓိပ္ပာယ်ရတယ်လို့သိရတယ်သို့တော်လည်းဘယ်လိုပဲအနီအဖြူတာတာရချင်ရတဲ့ဆိုတာဒါ traffic law ကိုမလိုက်နာတာလို့ခေါ်တယ်အနဲ့နဲ့အဝါလောက်ထားလို့ရှိရင်ကားရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်တခါဘုန်းကြီးတို့ခရီးသွားတဲ့အခါကားနဲ့သွားတိုင်းတတိထားကြည့်မိတယ်ဒီပြင်နေရာတော့ထည့်မပြောပါဘူးရန်ကုန်မြို့ပဲထည့်ပြောရမယ်ဆိုလမ်းလက်ကောင်မှာမြင်းသေးဆိုတာဆွဲထားတာရှိတယ်အဖြူချောင်းကြီးတစ်ဆက်တည်းဆွဲထားရင်ဒါကိုမြင်းသေးလို့ခေါ်တယ်အဲ့ဒီမြင်းသေးဟာဟိုဘက်ဒီဘက်မကူရဘူးဆိုတဲ့ဥပဒေပဲဒါလည်းလောပဲနော်ဒီဥပဒေကိုလည်းလိုက်နာမယ်ဆိုလို့ရှိရင်မတော်တဆဆိုတာဖြစ်ဖို့အမှန်မှန်နဲသွားတယ်လူတိုင်းစီကံနဲ့နေကြမယ်ဆိုရင်တော်တဆအဲ့ဒီမြင်းတွေမှာနှစ်ထပ်မြင်းဆိုပြီးတော့ဆွဲထားတာလည်းရှိသေးတယ်မြင်းတွေနှစ်ထပ်ဆိုရင်ဟိုဘက်ကလည်းတစ်ဖက်ကိုပြောင်းလို့မရဘူးတစ်ဖက်ကလည်းဟိုဘက်တစ်ဖက်ကိုပြောင်းလို့မရဘူးတခါကျတော့နှစ်ထပ်မြင်းမှာတစ်ဖက်ကျတော့အသေးမဟုတ်ဘူးတစ်ဖက်ကအသေးလောက်ထားတာရှိတယ်ဟိုဘက်ကားကဒီဘက်ကူးခြင်းကူးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဘုန်းကြီးတို့တော့အဲ့လိုနားလဲတယ်ပေါ့နော်အဲ့လိုနားလဲတယ်မိပွိုင်းနေရောက်တဲ့အခါမြင်းသေးကြမှာ तू ကလိုင်းပြောင်းလို့မရဘူးစောစောတွေကကြိုတင်ပြီးတော့ကိုသွားမဲ့လမ်းကြောကိုယူရအခုခဏတွေ့တယ်ကားတွေကမြင်းသေးကြမှာဖြတ်ကျော်ဟုတ်ရင်တော့ဒီမော်တော်ဗီဟီကယ်မော်တော်ပီကယ်လို့ခေါ်တယ်မော်တော်ဗီဟီကယ်တွေကအရေးယူတယ်အခုတော့အရေးယူတာတဲမတွေ့တော့မြင်းသေးကိုဖြတ်လို့ရှိရင်အရေးယူတယ်အဲ့ဒါလည်းစီကံဥပဒေတစ်ခုပဲအဲ့ဒါလို့ဒါလေးတွေကအသေးဖွဲစီကံလေးတွေအဲ့ဒီအသေးဖွဲစီကံလေးတွေတောင်မလိုက်နာဘူးဆိုတဲ့လူမျိုးဟာဘယ်လိုလုပ်တိုးတက်ဖို့ရှိမလဲမတိုးတက်နိုင်ဘူးထားမှန်တယ်ဒါနော်တခြားကြီးမားတဲ့စီကံတွေမပြောအသေးဖွဲလေးကစလိုက်တာ traffic law တွေကိုလိုက်နာဖို့လိုအပ်တယ်ပေါ့လမ်းပေါ်လကားလှဆွဲထားတာမဟုတ်ဘူးဒါတွေက
သူကလည်းသူစီကံတဲ့ကြလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်မတန်မှမှန်ကန်လေးစားပြီးတော့ဒီလိုနေရtraffic law နဲ့ပတ်သက်ပြီးဘုန်းကြီးတို့လေ့လာကြည့်တဲ့နေရာမှာ stop ဆိုတဲ့ sign board တွေ့လို့ရှိရင်ကားဟာလေးဘက်ချရရမယ်လို့ဆိုတာရှိမရှိရှိ stop sign board တွေ့လို့ရှိရင်လေးဘက်ချရလေးဘိန်းလုံးဟာမလိမ့်ရအောင်တန်းငနဲ့ရရမယ်ပြီးတော့မှရှင်းပြီဆိုရင်သွားလို့ရနောက်တစ်ခါ keep way တို့ရီးတို့ဆိုတာဒီပြထားတာရှိတယ်အဲ့ဒါကြတော့တစ်ဖက်ကလမ်းမကြီးပေါ်မှာသွားနေတဲ့ကားတွေအချိန်ကြီးကြည့်ပြီးတော့လေးဘိန်းလုံးရက်เสียမလို့ဘူး keep way ဆိုလို့ရှိရင်ကိုကားကိုဖြည်းဖြည်းရွေ့ပြီးတော့ကားရှင်းတဲ့ဆိုသွားကပ်ပြီးတော့ဒီလိုနားလဲတယ်ဘုန်းကြီးတို့အဲ့ဒီလိုလမ်းစီကံတွေသင်္ကေတတွေနော်ကားနှစင်းအနီနဲ့အနဲ့ရှင်ပြထားရင်ကြော်မတဲရဆိုတဲ့နေရာပဲဒါတွေကဥရိအနေနဲ့လောက်ထားအဲ့ဒီ road sign traffic sign ဆိုတာလေဒါတွေကိုလေးစားလိုက်နာဖို့လိုတယ်လူတိုင်းမှာလေးစားလိုက်နာဖို့တခါတော့ကမန္တလေးမှာဒီလိုပဲတရားပွဲသွားတယ်အနီဝိုင်းကြီးမှာကန့်လန့်ပြအဖြူစင်းဆွဲထားတဲ့လမ်းဒါမဝင်ရဆိုတဲ့လမ်းပေါ့ educated ပဲပညာတတ်တခါကြီးတယောက်ကားမောင်းတာအဲ့လမ်းကြီးကဖြတ်သွားတော့ဘုန်းကြီးကဟာကနေဟာဒီလို educated ဆိုတဲ့လူတွေကမှဥပဒေမလေးစားရင်ကျန်တဲ့လူတွေဘယ်လိုလုပ်လေးစားမလို့လေးစားဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့တပည့်တွေကိုဆုံးမတဲ့အထက်မှာအနုမတ္တေတုဝိစေတုဘယတတဝိဥပဒေနဲ့ပတ်သက်ပြီးအသေးအဖွဲလေးတွေကိုပဲဘေးရန်အန္တရာယ်ကြီးဖြစ်မြင်ရမယ်လို့ဟောထားတာနော်အသေးအဖွဲလေးတွေကိုမလေးမစားမလုပ်ရဘူးအသေးအဖွဲလေးတွေကစလေးစားရမယ်လို့မြတ်စွာဘုရားအများအားဆုံးမတယ်အဲ့ဒါအနုမတ္တဆိုအနုဆိုတာအလွန်သေးငယ်တာပြောတာအဲ့ဒီအနုဆိုတာနာကြီးနဲ့ရေးတယ်ပေါ့အခုကတော့အနုပညာဆိုတာသေးငယ်တဲ့ပညာလို့ပြောမလားဘာလားမသိဘူးနော်အဲ့ဒီအနုရဲ့အဓိပ္ပာယ်ကတော့နာကြီးနဲ့ရေးတဲ့ဟာသေးဖွဲတယ်လို့အသေးအဖွဲလို့ဒီလိုဆိုလိုတာအနုမတ္တအသေးအဖွဲမြတာဖြစ်တယ်သိက္ခာတွေသူလိုက်နာကြရမယ်စီကံဥပဒေတွေကိုဘယဒတ္တဝီတကယ်ကိုဒါမလိုက်နာလို့မဖြစ်ဘူးဥပဒေကြီးတစ်ခုအနေနဲ့လေးစားဖို့ဆိုရင်မြတ်စွာဘုရားလူဆုံးမအဲ့တော့တိုင်းပြည်မှာဂုဏ်သိက္ခာရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒီလိုပဲအသေးအဖွဲစီကံလေးတွေကစပြီးတော့လူတွေဟာအလုံးလိုက်နာပြီးတော့သွားကြမယ်ဆိုလို့ရှိရင်အင်တမချီးမွမ်းမွေရာကောင်းပြီးကြီးပွားတိုးတက်တဲ့လူမျိုးနဲ့နိုင်ငံဖြစ်လာမှာပေါ့ဒါကြောင့်မို့ဆရာတော်ကြီးကအဲ့ဒီအဓိပ္ပာယ်မျိုးရအောင်လို့ဒါတွေကိုပြောတာစီကံလိုက်နာဖို့ကနဝမှာတဲ့စီကံဆိုတာလိုက်နာရမယ်ဒီလိုဆိုတာပေါ့နောက်တစ်ခုကတော့ပါတော့စံတက်ဖို့ကဓတ္တမလို့ဆိုပြီးသူကျောင်းတိုင်းမှာနေတဲ့ပုဂ္ဂိုလ်တွေစံတက်ဖို့အဓိကမဟုတ်ဘူးသူကခေါင်းပြောတဲ့စိတ်ကောင်းရှိမှုကိုအဓိကထားပြီးတော့ဆုံးမသွားတယ်ဒါလည်းနှောမှန်သားစရာကောင်းတယ်ကိုယ်အိမ်မှာလည်းပဲဒီစိတ်ကံပဲရှိဖို့လိုတယ်ပေါ့အလုံးမှာဒီစိတ်ကံစိတ်ကောင်းရှိဖို့ပထမဆိုတာဒါအလုံးမှန်တယ်စိတ်ကောင်းရှိရမယ်ကောင်းပြီစိတ်ကောင်းဆိုတာဘာခေါ်တာလဲစိတ်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့စိတ်တတဲ့ဝိညာဏတဲ့မနတဲ့ဒီစကားလုံးလေးတွေကိုမြတ်စွာဘုရားသုံးတယ်စိတ်တံစေတောမနောနိဋ္ဌိဆိုတဲ့အဘိဓမ္မာစကားလုံးလေးတွေကိုဖော်ပြတဲ့ထဲမှာစေတဆိုတာလဲစိတ်ပဲစိတ်တဆိုတာလဲစိတ်ပဲလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အာယုံကိုရယူတတ်တဲ့သိတဲ့သဘောလေးကိုစိတ်တအဲ့ဒီစိတ်တဆိုတဲ့ထဲမှာသူကစိတ်ဟာ
စိတ်လို့ပြောလိုက်တာပင်မတစ်ခုတည်းကိုရည်ညွှန်းပြီးတော့ပြောတာသို့တော့သူတစ်ခုတည်းမဟုတ်ဘူးစိတ်ဆိုတာဖွဲ့စည်းထားတာစိတ်ထဲမှာစွဲမိပြီးတော့ဖြစ်တတ်တယ်စိတ်ရဲ့ activity လို့ခေါ်တဲ့စေတသိက်တွေနဲ့ပေါင်းစပ်ပြီးတော့ဖွဲ့စည်းထားတာလူတွေရဲ့စိတ်ဟာတစ်ခုတည်းမဟုတ်ဘူးအကောင်းလဲပါတယ်အဆိုးလဲပါတယ်ဆိုပါစို့လူလို့ပြောလိုက်တဲ့စကားတစ်ခုမှာမျက်စိပါတယ်နားပါတယ်နှာခေါင်းပါတယ်လျှာပါတယ်ကိုယ်ပါတယ်စိတ်ပါတယ်လူဆိုတာအဲ့ဒီပေါင်းထားတာကိုခေါ်တဲ့သဘောပဲစိတ်လို့ပြောလိုက်တဲ့ထဲမှာစိတ်ရဲ့လှုပ်ရှားမှုတွေဒါတွေအလုံးပေါင်းစပ်ထားတာအဲ့ဒီစိတ်ရဲ့လှုပ်ရှားမှုတွေကိုအဘိဓမ္မာဝါဒနဲ့ပြောရင်တော့စေတသိကစေတသိက်လို့ခေါ်တယ်စေတဆိုတာစိတ်တိကဣကမိပြီးတော့ဖြစ်နေတဲ့သဘာဝတရားတွေအဝဝထားလို့ရှင်ဒီအယောင်ဆိုတာအဝတ်ပေါ်မှာမှီနေတဲ့အရာဖြစ်တယ်ပေါ့ကာလာဆိုတာအဝတ်ပေါ်မှာမှီနေတယ်အဲ့ဒါလိုပဲစိတ်ကိုမှီပြီးတော့နေတဲ့သဘာဝတရားတွေကိုစေတသိက်လို့ခေါ်တာစိတ်နဲ့စေတသိက်ဟာခွဲမရလောက်အောင်ရှင်တွဲပြီးတော့နေတယ်24ပစ္စည်းထဲမှာတမ္ပယုတ်တပစ္စယောဆိုတာခွဲလို့မရအောင်တခုတည်းလို့ထင်ရလောက်အောင်ရှင်တွဲထားတယ်ဘယ်လိုရှင်တွဲတာတုံးလို့ဆိုဖြစ်ပေါ်တဲ့နေရာလည်းတခုတည်းဥတီချက်ကလည်းတခုတည်းဥတီချက်အာယုံကလည်းတခုတည်းနော်ဖြစ်ပေါ်တဲ့နေရာကတခုတည်းဥတီချက်အာယုံကလည်းတခုတည်းဖြစ်ပြန်တော့လေတပြိုင်နဲ့ပြတ်သွားပြန်တော့လေတပြိုင်နဲ့ဟာဒီလိုဆိုတော့နှစ်ခုသုံးခုလို့ဘယ်သူမှမထင်ဘူးတခုတည်းလို့ထင်အဲ့ဒါလောက်တူညီတဲ့အနေထားဖွဲ့စည်းထားတဲ့အရာမို့တခုတည်းလို့ပြောတာလူဆိုတာလည်းကြည့်ဘယ်သွားတော့မျက်စိကလည်းပါလာမှာပဲနားကလည်းပါနေမှာပဲနှာခေါင်းကလည်းပါမှာလျှာကိုယ်စိတ်ကလည်းပါနေမှာခွဲထားခဲ့လို့ရတဲ့အရာမဟုတ်ဘူးပေါ့အဲ့ဒါလိုပဲစိတ်ဆိုတဲ့ထဲမှာလည်းစိတ်ကိုမှီပြီးတော့ဖြစ်နေတဲ့စေတသိက်တရားတွေအလုံးဟာတညီတဲ့တူတူပါပြီးတော့နေကြတယ်အဲ့တော့ဒါတွေဟာခွဲထုတ်လို့ရလားလို့ဆိုခွဲထုတ်လို့ရတယ်စိတ်ဆိုဒီမှာအဖြူတယ်တတ်တတ်မြတာဖြစ်တယ်စိတ်ကိုမှီပြီးတော့ဖြစ်နေတဲ့သဘာဝတရားတွေကြတော့အဆိုးနဲ့အကောင်နှစ်ခုရှိတယ်အဆိုးနဲ့အကောင်နှစ်ခုရှိတယ်အဆိုးကိုဖယ်ရှားပြီးအကောင်ကိုလက်ခံလို့ရှိရင်စိတ်ကောင်းလို့ခေါ်တာပဲအဆိုးတွေနဲ့တွဲနေတဲ့စိတ်ကိုတော့စိတ်ယုံမာလို့ခေါ်တာတကယ်ကစိတ်ကယုံမာတာမဟုတ်ဘူးသူနဲ့တွဲဖက်နေတဲ့အရာတွေကယုံမာအဲ့တော့အကောင်နဲ့အဆိုးနှစ်ခုခွဲတာနော်ဝိညာဏလိုပဲခေါ်မနလိုပဲခေါ်ဒီတဘာဝတရားတွေဟာပေါင်းစပ်ထားတဲ့အရာတစ်ခုရဲ့အမြင်မျှတာဖြစ်ပြီးတော့ခွဲထုတ်လို့ရတဲ့အနေအထားမျိုးမှာရှိတယ်မိမိတို့ဝတ်တဲ့အဝတ်တစ်ခုမှကြည့်ဆိုးထားတဲ့ကာလဟာခွဲထုတ်ပြလို့ရတဲ့အရာသာဖြစ်တယ်ပေါ့အညစ်အကြေးဆိုတာလဲခွဲထုတ်လို့ရခွဲထုတ်လို့ရတဲ့အရာတွေဖြစ်လို့မကောင်းတာတွေကိုခွဲထုတ်ပြပြီးတော့ကောင်းတာတွေကိုပေါင်းစပ်ပေးထားဖို့ဒီလိုဆိုတာပေါ့အဲ့ဒီစိတ်ကလေးဟာသူ့အတူဖြစ်လာတာလားလူတွေရဲ့အုံနောက်ထဲမှာအမြဲရှိနေတာလားသို့မဟုတ်နှလုံးသားထဲမှာအမြဲရှိနေတာလားဆိုဘယ်နေရာမှအမြဲမရှိဘူးလို့ပြောတယ်ဖြစ်နိုင်တဲ့အနေအထားတစ်ခုသူကတစ်ဖက်ကပြောမယ်ဆိုရင်ရှိနေတဲ့အရှိတရားမဟုတ်ဘူးအကြောင်းကိုမှီပြီးတော့ဖြစ်တဲ့အဖြစ်တရားများတာဖြစ်တယ်ပေါ့ရှိနေတဲ့အရှိတရားဆိုတာသူကသူရှိတယ်အကြောင်းမပါဘဲနဲ့ရှိနေမှာပဲဒါရှိတယ်အဖြစ်တရားလို့ဘာကြောင့်ပြောရလဲမြတ်စွာဘုရားကိုယ်တိုင်ကဝိညာဏံပဋိစ္စသမုပ္ပန္နံနဲ့ပညာတို့တင်ညာတို့နဲ့မတူတဲ့ထူးခြားတဲ့အသိရှိတဲ့စိတ်ဟာပဋိစ္စသမုပ္ပန္နံဆံရအကြောင်းတစ်ခုကိုမှီပြီးတော့မှဖြစ်လာတဲ့တရားသင်္ခတ
ကြောင်းတရားတွေကပေါင်းစပ်ပြီးတော့လှုပ်ထားတဲ့တရားလို့ဒီလိုဆိုတော့စိတ်ကိုအရှိတရားလို့မပြောဘဲနဲ့အဖြစ်တရားလို့ပြောတာဟာမြတ်စွာဘုရားအာဘော်နဲ့ကိုင်းညီတယ်လို့ဒီလိုပြောအရှိတရားလို့ပြောလို့ရှိရင်တော့ဖြစ်ပေါ်လာတဲ့အခိုက်အတန့်ကိုကြည့်ပြီးတော့ဖြည့်တယ်လို့ပြောရတာအိမ်ထဲမှာလူရှိနေတယ်ဟုတ်တယ်လူရှိနေလို့ရှိရင်အိမ်နေတာပဲဖြစ်ဖြစ်ထိုင်းနေတာပဲဖြစ်ဖြစ်တခုလုံးနေတာပဲဖြစ်ဖြစ်အိမ်ထဲလူရှိလားဆိုရှိတယ်နော်အဲ့တော့ရှိတာမရှိတာကအကြောင်းကြောင့်ဖြစ်နေတဲ့အရာမဟုတ်ဘူးစိတ်ကြတော့အဲ့ဒါလိုမဟုတ်ဘူးရှိနေတာလားလို့ဆိုဖြစ်လာပြီးတဲ့နောက်ကိုကြည့်မယ်ဆိုရင်အရှိလို့ပြောရသို့တော့အဲ့ဒီရှိလာခြင်းဟာသူကသူရှိနေတာလားလို့ဆိုမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လို့ဖြစ်လာတာမြတာဖြစ်တယ်ဒါကြောင့်အဖြစ်တရားလို့လည်းပြောလို့ရတယ်ဝိညာဏံပဋိစ္စသမုပ္ပန္နပဋိစ္စအကြောင်းတစ်ခုကိုဆွဲမိပြီးတော့မှသမုပ္ပန္နဖြစ်ပေါ်လာတဲ့တရားလို့ဒါဖြင့်ဘာကိုမှီဖြစ်တာတုံးလို့ဆိုဝတ္ထုနဲ့အာယုဝတ္ထုလို့ဆိုတော့စာလိုစကားပြောရတဲ့အခါကျတော့ဝတ္ထုဆိုတာဘာခေါ်တာတုံးဆိုစိတ်ဖြစ်ပေါ်လာတဲ့နေရာကိုဝတ္ထုလို့ခေါ်တယ်ဟောတိယဝတ္ထုမိယဝတ္ထုစိတ်ဟာအမိမရှိဘဲတော့မဖြစ်ဘူးအမိရှိရဥပမာမဲ့စီတန်ဟာစီမျက်နှာပြင်ဟာထွက်လာစောင်းတန်ဟာစောင်းကြိုးကနေဖြစ်တယ်ဒါသူ့ရဲ့မိယာလို့ပြောရတယ်မိယာလို့ပြောတာတော့ဒီမိယာကိုလာပြီးတော့ထင်ဟပ်တဲ့အရာကိုအာယုံလို့ခေါ်တယ်အဲဒီဝတ္ထုနဲ့အာယုံဝတ္ထုဆိုတာစိတ်ဖြစ်ဖို့ရအတွက်မိယာဝတ္ထုဆိုတာဘာတွေတုံးဆိုမျက်စိရယ်နားရယ်နှာခေါင်းရယ်လျှာရယ်ကိုယ်ရယ်စိတ်ရယ်ဟရိယပေါ့လေစိတ်ဆိုတာကြတော့ဟရိယဝတ္ထုတနည်းအားဖြင့်ပြောမယ်ဆိုရင်ဟရိယဝတ္ထုနဲ့ဘဝင်စိတ်နဲ့ပူးပေါင်းထားဟရိယဝတ္ထုတတ်မှီပြီးတော့ဟရိယဝတ္ထုကိုမှီးနေတဲ့ဘဝင်စိတ်ကမှစိတ်ကိုပေါက်ဖွားစေနိုင်တယ်ပေါ့ဘဝင်စိတ်ကိုဒါမှမဟုတ်ဒွါရကိုပြောတဲ့အခါမှာဟရိယဝတ္ထုကိုဒွါရလို့မခေါ်ဘူးဘဝင်စိတ်ကိုပဲဒွါရလို့ခေါ်တယ်မိယာဝတ္ထုနဲ့ပြောရင်တော့ဟရိယဝတ္ထုကိုပြောတယ်အဲ့တော့ဒီနှစ်ခုစလုံးဟာပူပေါင်းနေတဲ့အဓိပ္ပာယ်မျိုးပူပေါင်းတယ်ဆိုတာလှုပ်ဆောင်နေနေရပူပေါင်းတာကိုပြောတာနော်ပူတွဲပြီးကတ်နေတဲ့ပူပေါင်းမှုမျိုးပြောတာမဟုတ်ဘူးအကြောင်းပြုတဲ့နေရာမှာပူပေါင်းတယ်ဒီလိုဆိုရမှာပေါ့အဲ့ဒီမှာမြင်စရာအဆင်းအာယုံကမျက်စိအတန်ကနားအနံ့ကနှာခေါင်းအရသာကလျှာအထိတွေ့ရခန္ဓာကိုယ်စိတ်အာယုန်တွေကဟရိယဝတ္ထုနဲ့စိတ်အာယုန်တွေကဘဝင်စိတ်မိုင်းတိုးဆိုရယ်ဘဝင်စိတ်အဲ့ဒီဘဝင်စိတ်ရဲ့မိယာဘယ်လိုဆိုဟရိယဝတ္ထုအဲ့ဒီလိုဝတ္ထုနဲ့အာယုန်နှစ်ခုဆုံပြီးလိုက်တဲ့အခါကျတော့မှဒီစိတ်လေးရဖြစ်တာအနုဆိုမဖြစ်ဘူးဥပမာမြင်သိစိတ်ဆိုတာလေးပဲကိုယ့်ဘာကိုစမ်းကြည့်ပေါ့မျက်လုံးလေးနှလုံးဖွင့်ပြီးတော့ကြည့်လိုက်လို့ရှိရင်မိမိမျက်လုံးထဲမှာအဆင်းအာယုန်တစ်ခုထင်းလာတယ်မျက်လုံးရဲ့အဆင်းအာယုန်ရဲ့ဒီနှစ်ခုတိုက်ခတ်မှုကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ဆိုတာပေါ်လာတာလေဒါဝေမြတ်စွာဘုရားကလည်းသုတ္တပါဠိတွေမှာတော်တော်များများဟောတယ်သက္ခုံစပတိစ္စဥပ္ပိရူပိစ္စဥပ္ပိစတိသက္ခုဝိညာဏံလို့ဒီလိုဟောတာသက္ခုံစပတိစ္စရူပိစ္စမျက်စိနဲ့အဆင်းကိုဆွဲမိပြီးတော့မှသက္ခုဝိညာဏမြင်သိစိတ်ကလေးဆိုတာဥပ္ပိစတိဖြစ်ပေါ်လာရတယ်လို့ဒီလိုပြောတာနော်အဲ့ဒီတိုင်းပဲနောက်ဆုံးဟာမနင်းစဓမ္မေစမနင်းစပဋိစ္စဓမ္မေစဥပ္ပိစတိမနောဝိညာဏဒီမှာမနင်းစလို့ဆိုတဲ့နေရာမှာဟရိယဝုထုံစလို့မဆိုဘူးဆိုတာကိုသတိထားဖို့လိုတယ်ဘဝင်စိတ်ဟာစိတ်ဖြစ်ဖို့အတွက်အဓိကဖြစ်တယ်အဲ့ဒါကြောင့်မို့မနင်းစပဋိစ္စဓမ္မေစဘဝင်စိတ်လေးရဲ့ထင်ဟပ်လာတဲ့အာယုရဲ့အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာမနောဝိညာဉ်ဆိုတဲ့မျက်စိနာနာလျှာကိုယ်တို့နဲ့မဆက်ဆက်တဲ့စိတ်တစ်ခုဟာဖြစ်ပေါ်လာတယ်လို့ဒါကြောင့်မို့စိတ်ဟာဖြစ်တရား
အဲ့လိုဖြစ်တဲ့အခါမှာတွဲဖက်ပါလာတဲ့အရာတွေအများကြီးပဲအဲ့ဒါကြောင့်မို့စိတ်လေးတစ်ခုကိုစိတ်ကောင်းစိတ်မကောင်းလို့စိတ်ကောင်းတဲ့စိတ်ယုံမှလို့ဆိုတာဟာကောင်းတာတွေနဲ့ပေါင်းလို့ရှိရင်အကောင်းမကောင်းတာတွေနဲ့ပေါင်းလို့ရှိရင်မကောင်းဖြစ်တယ်ဥပမာပဲသဘာဝပဲကြည့်ငပြောဘက်ကလေးဖြစ်ဖြစ်ဖက်ရွက်ကလေးဖြစ်ဖြစ်နန်းကြီးငပြောရဲ့ဘာနာမှသိမရှိဘူးမွေးတာလည်းမဟုတ်နန်းတာလည်းမဟုတ်သို့တော့အဲ့ဒီငပြောရက်ကလေးကိုငပြောရက်ကလေးမှာငပိထုတ်လိုက်မယ်ဆိုရင်ဘယ်လိုဖြစ်တာငပိနန်းနန်းသွားငပြောရက်ကငပိစော်နန်းလိုက်တာနဲ့ပြောကြမှာလေဒါဖြင့်အဲ့ဒီမှာစပယ်ပန်းလေးထုတ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားဟောမွေးအဲ့ဒီသဘောကိုမှတ်ထားဖို့စိတ်ကငပြောရွက်လို့ပဲနော်ငပိထုတ်တဲ့အခါမှာစိတ်ယုံမှဖြစ်သွားတယ်နန်းတယ်ဆိုးတယ်စပယ်ပန်းထုတ်တဲ့အခါမှာမှုေးတယ်အမွှေးတွေကူးသွားတယ်အဲ့တော့စိတ်ကိုပြောကြတဲ့အခါမှာစိတ်ကောင်းဆိုတာဘာဖြစ်လို့စိတ်ကောင်းခေါ်လဲစိတ်ကောင်းရှိရင်စိတ်မကောင်းလည်းရှိတယ်စိတ်ကောင်းတဲ့စိတ်ယုံမှပေါ့ဒီလိုဆိုတာအဲ့တော့စိတ်ကောင်းဆိုတာမကောင်းတာတွေမပါတဲ့ဟာကိုခေါ်တာမွေးကြိုင်တဲ့ဖက်ရွက်ဆိုတာအမွှေးနန္နာတွေနဲ့ပြည့်စုံတဲ့ဖက်ရွက်ပဲငပိထုတ်လို့ငပိစော်နန်းတဲ့ဖက်ရွက်ကြတော့မကောင်းတဲ့ဟာလို့ဒီလိုခေါ်တာပဲအဲ့ဒီသဘောပဲဘုန်းကြီးတို့တွေအပိနနန်းနေတဲ့ဖက်ရွက်ကိုဆေးကြောတန့်စင်ပြလိုက်ရင်ရောအနတ်မပြောက်ဘူးလားပြောက်တာပဲဖယ်ရှားပြလို့ရတယ်ဒီလိုဆိုလို့လားဒီဖက်ရွက်ကလေးကတော့ကျန်းနေမှာပဲထို့တူပဲစိတ်မှလည်းအဆိုးတွေဖယ်ပြလို့ရတယ်အနံ့ကိုဖယ်ပြလိုက်တယ်လို့ပဲဖယ်လို့ရတယ်အမွှေးချိုင်ကတော့ဘယ်သူမှမဖယ်ဘူးသေချာပေါက်ပဲနော်မကောင်းတဲ့အနံ့သာဖယ်ဖို့ကြိုးစားကောင်းတာဘယ်သူမှကောင်းတာကြတော့မွေးထားမှာပေါ့လူဆိုဟုတ်ပြီဒါစိတ်ရဲ့သဘောကိုအဘိဓမ္မာအရာအနည်းငယ်သဘောပေါက်အောင်ရှင်းပြတယ်မြတ်စွာဘုရားကဟောတယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိခင်္ခာစိတ်ကလေးညှဉ်းနှွမ်းနေလို့ရှိရင်အခြေအနေဆိုးလိုက်မယ်အခြေအနေဆိုးကိုပဲမျှော်လင့်ရမယ်စိတ်တွေဝိတုဒ္ဓေဒုက္ခတိပါတိခင်္ခာစိတ်လေးဖြူစင်းနေလို့ရှိရင်အကောင်းကိုပဲမျှော်လင့်လို့ရမယ်လို့ဟောဒီ line 2 line ကိုဒီလိုပေးတယ်ဒါနိယာမကိုခေါ်တာမြတ်စွာဘုရားမကောင်းတာတွေနဲ့ပေါင်းတဲ့စိတ်သည်အဆိုးဘက်ကိုသွားလိုက်မယ်ကောင်းတာတွေနဲ့ပေါင်းတဲ့စိတ်သည်အကောင်းဘက်ကိုသွားလိုက်မယ်အဲ့ဒါကြောင့်မို့လို့စိတ်ကောင်းရှိဖို့ကပထမလို့ဆိုတာဘာဖြစ်လို့ပထမနေရာမှာထားရတော့လို့ဆိုမကောင်းတဲ့စိတ်ကလေးဝင်လာလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲမကောင်းတဲ့အတွေ့အရင်တွေးမှာပဲမကောင်းတဲ့အတွေ့အရင်တွေးမယ်မကောင်းတဲ့အတွေ့တွေးထားတဲ့ပုဂ္ဂိုလ်ကကောင်းတဲ့စကားပြောပါမလားမကောင်းတာတွေးလို့ရှိရင်မကောင်းတာပဲပြောမယ်သူလမ်းကြောင်းကဒီဘက်ရောက်သွားတယ်မကောင်းတာပြောတဲ့လူကအကောင်းလုံးမလားမလုပ်ဘူးမကောင်းတာပဲလုပ်မယ်ဆိုဟောမကောင်းတဲ့လိုက်မဲ့ရောက်သွားစိတ်လေးကကောင်းတယ်စိတ်ကောင်းရှိဖို့ပထမစိတ်ကလေးကကောင်းတယ်ဆိုလို့ရှိရင်တော့ကောင်းတဲ့အတွေ့တွေးလာတယ်ကောင်းတဲ့အတွေ့တွေးလာတဲ့အတွက်ကြောင့်ကောင်းတဲ့အပြောမှာပဲကောင်းတဲ့အလုပ်ကိုလုပ်မှာပဲအဲ့ဒီလို2 line ရှိတယ်ဆိုတာကိုယ့်ကိုချက်ခင်လုပ်ဖို့ပဲနော်ကိုယ့်ကိုဒီအမြဲတမ်းစီးတထားဖို့လို့ငါစိတ်လေးဟာကောင်းတွေးနာလားအဆိုးတွေးနာလားငါစိတ်ဟာစိတ်ကောင်းလားစိတ်ဆိုးလားဆိုတာစိတ်ယုံမှလားဆိုတာဆင်ញင်စဉ်းစားတတ်အဲ့ဒါလို့ဆင်ញင်စဉ်းစားတတ်မှအဆိုးဘက်ကိုမသွားအောင်ကောင်းဘက်လှည့်အောင်လုပ်ပြရမယ်ဒါက practice ပဲနော်လေ့ကျင့်တာအဲ့တော့မြတ်စွာဘုရားကစိတ်ရဲ့အဆိုးတရားတွေလို့ဆိုတာမနေ့ကဟောခဲ့တဲ့တရားတွေမှာထိုက်တဲ့လောက်ပြောထားပြီးပြီပေါ့နော်စိတ်ရဲ့အဆိုးတရားတွေဖယ်ရှားလိုက်ရင်စိတ်ကောင်းဒီနေရာမှာစိတ်ကောင်းရှိဖို့ကပထမလို့ဆိုတဲ့ဆရာတော်ကြီးဆိုလိုတဲ့စိတ်ကောင်းဆိုဒီမှာအခြေခံအားဖြင့်ပြောမယ်ဆိုရင်သူများပေါ်မှာရုပ်ပါတဲ့စိတ်မရှိဘူး
ရိုးသားတယ်ဖြောင့်မတ်တယ်သူများအကျိုးကိုလိုလားတဲ့စိတ်မေတ္တာထားတယ်ကရုဏာထားတယ်မုဒိတာပွားတယ်ဒီစိတ်တွေကစိတ်ကောင်းတယ်လို့ပြောအဲ့ဒါတွေနဲ့မေတ္တာကရုဏာမုဒိတာနဲ့စိတ်ကောင်းတရားတရားရှိတယ်ကုသိုလ်ကောင်းမှုပဲစိတ်ညွတ်တယ်စိတ်ကောင်းဟိရိရှိတယ်ဥတ္တပရှိတယ်မကောင်းတာလောကမှာရှက်တယ်မကောင်းတာလောကမှာကြောက်တယ်အဲ့ဒါနဲ့တွဲလာတဲ့စိတ်ဒီစိတ်ကောင်းအားလုံးလို့ကိုလုံးချင်တာလုံးမယ်ဘယ်သူဂယုဆိုင်ရမှာလဲဟောအာဟိရိကအနုတ္တပနော်လူတွေကပြောလို့ရှိကြတယ်အိုင်တုံးကဲတဲ့နော်အဲ့ဒါကိုပဲအဟုတ်လုပ်ပြီးတော့အိုင်တုံးကဲလုံးနေကြတာဟောဘယ်သူဂယုဆိုင်ရမှာလဲဆိုတဲ့ဟာလေးနဲ့ပြောကြအေးဘယ်သူမှဂယုမဆိုင်ခြင်းနေကိုယ့်ကိုယ်တော့ဂယုဆိုင်ရမှာပေါ့ကိုယ့်ကိုယ်တောင်ဂယုမဆိုင်ဘူးဆိုလို့ရှိရင်လူမိုက်ပဲလေလူမိုက်ဆိုတာဘာမှမသိလို့မိုက်တာကိုပြောတာခုခေတ်ကလည်းခက်တယ်မိုက်တယ်ဆိုတာကောင်းတယ်လို့ထင်နေကြတယ်လူကြီးတွေသွားပြီးဘာကြီးကတဲမိုက်ပါလားလို့ပြောတဲ့လူကရှိတယ်နော်မိုက်တယ်ဆိုတာကောင်းတယ်အဓိပ္ပာယ်နဲ့ပြောနေကြပြန်တယ်ခုကမိုက်တယ်ဆိုတာမလင်းတာကိုပြောတာမလင်းဘူးဆိုတာအမှန်မမြင်ဘူးလို့ဆိုလိုတယ်နော်မိုက်တာရဲ့နောက်ကနေပြီးတော့တိတ်မိုက်မဲသွားတာမို့မိုက်မဲတယ်လို့ဒီလိုသုံးတာမကောင်းမဟုတ်ဘူးဘယ်ကနေကူးဆက်လာတယ်မသိပါဘူးဒီစကားတွေကနိုင်ငံသားတွေမှာလည်းပဲအခုကဒီဘန်းစကားဆိုတာတွေပြောတယ်လေသိကောင်းတာပဲဆို very bad လို့ပြောတယ်တဲ့နော်သိကောင်းတာပဲဆို very bad ပြောလိပြောမြန်ပြောတာကိုပဲအဟုတ်မှတ်ပြီးတော့ဘန်းစကားတွေစလိုဂန်တွေကလည်းပေါ်တယ်ခုခေတ်ကနော်ဟုတ်ပြီအဲ့တော့စိတ်ကောင်းဆိုဒီမှာတရားနဲ့ရှင်တွဲလာတဲ့စိတ်ဟိရိနဲ့ဥတ္တပနဲ့ရှင်တွဲလာတဲ့စိတ်တတိနဲ့ပညာနဲ့ရှင်တွဲလာတဲ့စိတ်ဒီစိတ်တွေဟာစိတ်ကောင်းနေလို့ဒီလိုဆိုသူများပေါ်အနိုင်ကျင့်တာမျိုးမရှိဘူးသူများဥစ္စာမတရားလိုချင်တာမရှိဘူးသူတော်ဘာသားမယားပြစ်မှားလိုချင်တာမရှိဘူးကိုချင်းစားတယ်ကိုချင်းစားတဲ့စိတ်ကိုချင်းစားစိတ်ဆိုတာအတုပနာယိကလို့ခေါ်တယ်ကိုချင်းစားတယ်ဆိုတာကိုယ်နဲ့နှိုင်းရှင်ငါမကြိုက်တဲ့အလုပ်ဘာလို့သူ့လောက်ရမှာတော့ဟုတ်လားငါရိုက်ရင်နာမှာပေါ့သူ့ရိုက်လေသူနာရှာမှာပဲမရိုက်နဲ့လေငါဥစ္စာခိုးသွားရင်ငါခံရခက်မှာပဲအဲ့တော့သူ့ဥစ္စာလည်းမခိုးနဲ့လေဒီလိုဆိုလိုတာပေါ့ကိုချင်းစာတရားဆိုဒီမှာကိုမကြိုက်တဲ့အလုပ်ကိုသူများအောင်မလုပ်အောင်ဒီလိုဆိုတာပေါ့ကိုချင်းစာတရားဆိုဒီမှာအဲ့လိုကိုအနေနဲ့ကွန်ပျူတာလုပ်တာအဲ့ဒါတွေကစိတ်ကောင်းတယ်လို့ပြောရမှာကိုချင်းစာနာတာမရှိဘူးနော်ကိုချင်းစာနာစိတ်မရှိဘူးဘသူသေးသေးငတေမှာပြီးရောဆိုတဲ့စိတ်ထားမျိုးအရှက်မဲ့တဲ့စိတ်ထားမျိုးတရားတရားကင်းမဲ့တဲ့စိတ်ထားမျိုးပြောချင်ရပြောလှုပ်ချင်ရလှုပ်တဲ့စိတ်ထားမျိုးတွေဒါတွေကတော့စိတ်ယုံမှာလို့ဒီလိုပြောရမှာပဲအဲ့လိုဆိုလိုတာပေါ့အဲ့တော့စိတ်ကောင်းရှိဖို့ကသိအရေးကြီးတယ်ဆိုတာမြတ်စွာဘုရားဒေသနာတော်မှာလည်းပဲစိတ်ကောင်းမရှိဘူးဆိုရင်အပြောကောင်းအလုပ်ကောင်းမလာဘူးတဲ့မလာရင်ရစကဘာလာတော့ဒုက္ခပဲမကောင်းတဲ့အကျိုးတွေလာမှာပဲမြတ်စွာဘုရားရဲ့ဒေသနာတော်အလွန်ရှင်းတယ်မနောပုပ္ပင်ကမဓမ္မာတဲ့သဘာဝတရားတွေကိုစိတ်ကရှေ့ဆောင်နေတယ်စိတ်ကပဲရှေ့ဆောင်နေတယ်ဆိုပြီးတော့ဘုရားဟောတော့မနတာစေပဒုဋ္ဌေနမကောင်းတာတွေ6ရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့စိတ်သည်ပဒုဋ္ဌဆိုတာရုပ်ပြက်ဆင်းပြက်ဖြစ်မကောင်းတာတွေကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့စိတ်ဟာအဲ့ဒီစိတ်နဲ့ဘာတတိဝါကရောတိဝါပြောလိုက်မယ်လုံးလိုက်မယ်ဆိုရင်တဲ့ဟုတ်တယ်ပဒုဋ္ဌစိတ်ဆိုတာပုံမှန်စိတ်မဟုတ်တော့ဘူးခုနလိုပဲငပြောဘက်ကလေးဟာမကောင်းတဲ့အနတ်နေနဲ့ဖြည့်ဆည်းတာသဘာဝအဖြစ်ငပြောဘက်လေးကယွန်စရာမကောင်းဘူးမကောင်းတဲ့အနတ်ရှိတဲ့အရာတွေနဲ့ပေါင်းလိုက်ရင်ငပြောဘက်ကလေးပါပြည့်ရတယ်အဲ့ဒါလိုပဲကိုယ်စိတ်ကလေးဟာမကောင်းတာတွေမိမိစိတ်ထဲမှာဝင်ရောက်လာပြီဆိုလို့ရှိရင်မနတာစေပဒုဋ္ဌေန
ခေါနငပြောရက်ကိုငပိကဖြတ်လိုက်တာလို့ပဲလူရဲ့စိတ်ကိုလည်းမကောင်းတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတွေကဖြတ်စည်းလိုက်တယ်အဲ့ဒီပျက်စီးသွားတဲ့စိတ်နဲ့ဘာတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဘာဖြစ်လဲတတောနံဒုက္ခမနွေတိတဲ့အဲ့ဒီပြောလို့လှုပ်လို့ဆင်းရဲဒုက္ခတွေကနောက်ကလိုက်လာမှာပဲလို့ဒီလိုဟောတာမြတ်စွာဘုရားကောင်းတဲ့ဘက်ကလည်းဒီတိုင်းဟောတာပဲမနောပုပ္ပင်ကမဓမ္မတဘာဝတရားတွေကိုစိတ်ကရှေ့ဆောင်နေတာပါတဲ့အဲ့ဒီစိတ်ကလေးကကြည်လင်တန်ရှင်းပြီးတော့ကောင်းတဲ့အနေထားတွေနဲ့ရှင်တွဲနေပြီဆိုရင်မနတ္တစိတ်ပတန်နေနဘာတတိဝါကရောတိဝါကောင်းတဲ့တဘာဝတရားတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့လှုပ်မယ်ပြောမယ်လှုပ်မယ်ဆိုရင်ဘာတတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်တတောနံဒုက္ခမဝနွေတိအဲ့ဒါလိုပြောခြင်းလှုပ်ခြင်းကြောင့်ချမ်းသာတွေဟာနောက်ကလိုက်နေမှာပဲလို့ဒီအကောင်းနေကောင်းကျိုးချမ်းသာတွေနောက်ကလိုက်နေမယ်ဒီလိုဆိုတာပေါ့နော်အဲ့ဒါကြောင့်မလို့ဆရာတော်ကြီးကစိတ်ကောင်းရှိဖို့ကပထမလို့ပြောတာဘုရားတရားတော်နဲ့အညီပဲဒီစကားလုံးလေးကအလွန်ထိရောက်တဲ့စကားလုံးတစ်ခုပဲကိုယ်အိမ်တိုင်းမှာလည်းရေးထားဖို့ကောင်းတယ်မိသားစုတွေစိတ်ကောင်းရှိဖို့ကပထမတို့အိမ်မှာထမင်းစားရဖို့ကပထမမဟုတ်ဘူးစိတ်ကောင်းရှိဖို့ကပထမဒီလိုရေးမှဖြစ်ပါနော်စိတ်ကောင်းရှိမှကျန်တာတွေဟာအခြေအနေကောင်းလိမ့်မယ်စိတ်ကောင်းမရှိဘူးဆိုရင်ကျန်တဲ့ဟာတွေအခြေအနေကောင်းဖို့သိမရှိဘူးတဲ့စိတ်ကောင်းလို့ဆိုဒီမှာကောင်းတဲ့အရာတွေနဲ့တွဲဖက်မှစိတ်ကောင်းမကောင်းတာတွေနဲ့တွဲဖက်ရင်စိတ်ယုတ်မှာအဲ့တော့ဒါတွေကိုမြတ်စွာဘုရားကမေဇိမနိကေဝဋ္ဌသုတ်တံမှာအဝတ်ကိုဥပမာပေးပြီးတော့ဟောထားတဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာလဲဖော်ပြထားဓမ္မဒါယရသုတ်တံမှာရှင်သာရိပုတ္တရာကလည်းစိတ်ရဲ့အညစ်အကြေးတွေဆိုတာထုတ်ဖော်ထားတယ်ဒီထုတ်ဖော်မှုတွေဟာတချို့ကအဘိဓမ္မာထဲပါတယ်တချို့ကအဘိဓမ္မာထဲမှာမပါဘူးမနေ့ကအဘိဓမ္မာထဲပါတာတွေကိုပြောခဲ့တယ်မောဟအာရိကနုတ္တပဥဒိစ္စလောဘဒိဋ္ဌိမာနဆိုပြီးတော့14ခုပြောထားဒီနေ့အဲ့ဒီထဲလည်းအကုန်ပါခြင်းပါမယ်ဒီစိတ်ယုတ်မှဖြစ်ဖို့ရှင်တွဲတတ်တဲ့တရားတွေနဲ့စိတ်ကောင်းဖြစ်ဖို့ရှင်တွဲမဲ့တရားတွေတရားနှစ်ခုအခြေခံအနေစပြီးတော့ဓမ္မရာရသုတ်တံအရာစိတ်ရဲ့အညစ်အကြေးဆိုတာလေးကိုမှတ်သားဖို့လိုအပ်တယ်ပေါ့အဲ့ဒီမှာစိတ်ရဲ့အညစ်အကြေးတွေနဲ့ပတ်သက်ပြီးတော့အဆိုးလေးတွေကိုဖော်ပြထားတာရှိတယ်နံပါတ်1ကပါတော့ကောဓထစ်ကနေရှိရင်စိတ်တိုးတယ်စိတ်ဆိုးတယ်ဆိုရယ်ကောဓစိတ်ဆိုးတယ်ဘလို့မကြဖြစ်တယ်လူတွေကတော့မဟုတ်မခံထက်မြက်တယ်လို့တောင်ယူဆသေးတချို့ကဒီတိုင်းငုံနေလို့ရှိရင်လူနှုံလို့တောင်ထင်ကြသေးတယ်ကောဓဆိုတဲ့ကုသတိတိကောဓစိတ်ထဲမှာထစ်ကနေရှိအလိုမကျဖြစ်ပြီးတစ်ဖက်သားကိုရန်လုလို့တယ်အဲ့ဒီကောဓဆိုတာဘယ်လိုဟာလဲဆိုရင်ကုသနလက္ခဏောအမျက်ထွက်တယ်အမျက်ဆိုတာတတုံးတုံးမှာအမျက်ဆိုတာရှိတယ်အဲ့ဒီအမျက်ဟာဒါနဲ့ခုတ်ဖို့လည်းခက်တယ်လွှမ်းနဲ့တက်ဖို့လည်းခက်တယ်နော်အဲ့ဒါလိုပဲဒေါသရှိတဲ့ပုဂ္ဂိုလ်ဟာလည်းဖြောင်းဖြောင်းဖြူဖြူချောချောပြေပြေဖြစ်ဖို့အလွန်ခက်တယ်ဒေါသရှိနေတဲ့လူတယောက်ပေါင်းရတဲ့အလွန်ခက်တယ်ဗမာတွေကတော့ပြောကြတယ်လူဘုစိတ်တူလှေတူပက်ခက်တယ်လူရှိရရောစိတ်မတူဘူးလားတို့တာပဲနော်အမှန်ကတော့လူဘုစိတ်တူဆိုတာပုမစိတ်တူတာမဟုတ်ဘူးလူတော်ကြီးတွေစိတ်တူတာလည်းရှိတာပဲလူဘုစိတ်တူတဲ့လူကပုရတဲ့ထဲမှာစိတ်ကလည်းတူသေးတယ်လှေတူပက်ခက်တယ်လေကလည်းဝိုင်းချနေတဲ့လှေကိုဒီလမ်းဖြောင်းအောင်ပဲ့ဖို့ရအမတန်ခက်တယ်လို့ပြောတာ
လူပုစိတ်တို့လေတို့ဘက်ခက်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ဒေါသထွက်တတ်တဲ့လူတယောက်ကိုပေါင်းရတယ်အလွန်ခက်တယ်ထိကနေရှိသူကစိတ်တူပြီဟောကျိုးကြောင်းမပြောရသေးဘူးဖြန်းငနဲ့ရိုက်ကုန်ဒီလိုတွေဆိုတာပေါ့နော်ကျိုးကြောင်းရှင်းပြလို့မရဘူးနားမထောင်ဘူးအဲ့ဒါကြောင့်မို့ကုသနလက္ခဏောကောတော့စိတ်တူတတ်တယ်စိတ်ဆိုးတတ်တယ်စန္ဒိကလက္ခဏောကျမ်းတယ်မပွေးတွေသွားမထိလိုက်နဲ့ရှူးမွေဟောက်ကိုသွားမထိလိုက်နဲ့ခေါင်းထောင်လာဒေါသပဲအဲ့ဒီလိုဟာမျိုးတွေကဒီဒေါသဆိုတဲ့တရှူးရှူးလုံးတတ်တဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အရာတစ်ခုအာဃာတကရဏရတောတဲ့ရန်နဲ့ရန်ညှိုးဖွဲ့ထားတယ်တိမှတ်ထားတယ်နေအောင်မင်းတော့တကွေးကြတော့တွေးမယ်ပေါ့ဒီလိုဟာမျိုးနဲ့အတေးအမှတ်တွေလောက်ထားတယ်သူကတိမှတ်ခြင်းစိတ်ထဲမှာဆွဲမှတ်ထားခြင်းကိစ္စရှိပြီဒုတ္တနပစ္စုပ္ပထာနောဖြည့်စည်းတယ်သူ့ရဲ့သဘာဝဖြည့်စည်းတယ်သူများမဖြည့်စည်းရရင်ကိုယ့်ကိုယ်ပြည့်စည်နေပြီဒီလိုကဘာနဲ့ဥပမာတူတော့ဆိုရင်မစင်တုံးကင်ပြီးသူများပေါက်တဲ့လူလိုပဲဟိုလူကတိမ့်လိုက်လို့မှန်ညမမှန်မယ်သူ့လက်တော့ပေသွားပြီသိချတယ်မိခဲကင်ပြီးတော့ပေါက်ရင်ဟိုကအပေါက်ခံရတဲ့လူကတိမ့်လို့ရတယ်သူ့တော့လောင်သွားပြီဒေါသသမားအဲ့တိုင်းပဲကိုယ်ရင်ခံရမယ်အဲ့ဒါပြောတာလားမသိဘူးကိုယ်ခံပညာဆိုတာနော်အဲ့ဒီလိုဒီလိုတရှုရှုတိုင်းတိုင်းနဲ့စိတ်တူမှုဆိုတဲ့စိတ်ထဲမှာရှိတဲ့အရာရာမှာသိခံမှုမရှိတဲ့သဘောတရားတစ်ခုဟာစိတ်ကိုဖြည့်ဆည်းတတ်တဲ့စိတ်ယုံမှာကိုဖြစ်စေတတ်တဲ့အရာတစ်ခုပဲဖြစ်တယ်တဲ့စိတ်တူရင်စိတ်မတူအောင်ကိုယ့်အကိုကြိုးစားဖို့ပဲလိုတယ်ဒါဆိုလိုတာပေါ့နော်သိခံခြင်းခွင့်လွှတ်ခြင်းဒါတွေနဲ့ဖြည့်ပြောင်းအောင်ဒီကနောက်တစ်ခုကဘာလို့ဆိုဥပနာဟတဲ့အညှိုးအတေးထားတယ်လောကကြီးမှာဒီကနေ့အညှိုးအတေးတွေနဲ့ကြဲစားချေကြတာတွေအင်တများနေပြီနော်ကဘာနဲ့ချီကြဲစားချေနိုင်ငံနဲ့ချီပြီးကြဲစားချေညှိုးတေးဒါကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးလောကကြီးပျက်စီးမဲ့လက္ခဏာတွေပဲဒါတွေကများများလာလေဆွေးဟုတ်တဲ့ဒီကလေးကဆွေးဟုတ်တဲ့ဘက်ကိုပြနေလက်တံကအဲ့ဒီဘက်ကိုညှွန်းနေပြီနော်ကြောက်ကြတဲ့လူတွေက2012ခုကဘာပြက်လိမ့်မယ်ပြက်နာကိုယ့်ရင်ထဲကပြက်နာကြာလှပြင်မဲ့ကဟာသွားကြည့်နော်ကိုယ့်ရင်နေတဲ့ကိုယ့်ပတ်ဝန်းကျင်မှာပြက်နေတာတွေကများလာပြီအဲ့တော့ဥပနာဟဆိုတာဉာဏ်ညွှတ်ဖွဲ့တယ်ဥပနန္ဒနလက္ခဏောစိတ်ထဲမှာချီနှောင်ထားတယ်လူတယောက်မုန်းပြီဆိုရင်အဲ့ဒီအမုန်းတရားဟာရင်ထဲကမထွက်တော့ချီနှောင်ထားတယ်ဒါဆိုမေ့မဖြစ်ဘူးဝေရအပ္ပတိနေသစ္စနာရတောတဲ့ကလေးစားခြေဖို့ရန်လို့ဖို့ဘယ်တော့မှလက်မလွတ်ဘူးနော်ဘယ်တော့မှလက်မလွတ်ဘူးကလေးစားခြေဖို့အများအားတိတ်မှတ်ထားတယ်ကောဋာနုပပန္နဘာဝပစ္စုပ္ပထာနောယံညိုးနဲ့စိတ်ကိုအမြဲတမ်းချီနှောင်ထားတတ်တဲ့သဘာဝတရားလို့ဩအဲ့ဒီလိုအညိုးအတေးတွေစိတ်တူယုံနေမကဘူးအညိုးအတေးတွေထားခြင်းဟာလည်းပဲစိတ်ကောင်းမရှိခြင်းရဲ့အကြောင်းတစ်ခုပဲဒါလည်းစိတ်ကောင်းမဟုတ်ဘူးဒီလိုဆိုတာနော်အဲ့တော့စိတ်ကောင်းရှိဖို့ကပထမဆိုတာအင်တမအရေးကြီးတာပေါ့ဒါဖြင့်ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်ကောင်းဆိုတာဘာပြောမလဲဆိုမေတ္တာသိခံတယ်ခွင့်လွတ်တယ်သိခံတယ်ဆိုတဲ့တရားကလည်းအာရောဒပဲမေတ္တာကလည်းအာရောဒပဲဒါမို့ခန္တီကိုစာပေကျမ်းမှာဖွင့်တယ်အာဒေါသောသို့မဟုတ်အာဒေါသပဓာနောစတ္တရောအာဒေါသပဓာနာစတ္တရောခန္ဓာသိခံတယ်ဆိုတဲ့ခန္တီတရားရဲ့အရာကိုကောက်တဲ့အခါမှာလည်းအာရောဒပဲကောက်တယ်မေတ္တာရဲ့အရာကောက်တဲ့အခါမှာလည်းအာရောဒကိုပဲကောက်တယ်ဒါကြောင့်မို့လို့ခန္တီသိခံတယ်ဆိုတာမေတ္တာမပြတ်မေတ္တာကိုထိမ့်သိမ်းဆောက်ရှောက်တာကိုခန္တီလို့ခေါ်တာပဲဒီလိုဆိုတာနော်အဲ့ဒီမှာ
မေတ္တာမပွားနိုင်လို့ရှိရင်မေတ္တာနဲ့ရှင်တဲ့စိတ်ဟာစိတ်ကောင်းအခုပြောတဲ့ကောထစိတ်ဆိုးခြင်းဥပနာဟရံညိုးဖွဲ့ခြင်းအညိုးတေးတွေထားခြင်းဆိုတဲ့စိတ်ဟာစိတ်ယုတ်မှာတဲ့ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါကြောင့်စိတ်ကောင်းရှိဖို့ကပထမဆိုတာကြည့်အညိုးတေးထားတဲ့လူတယောက်ဟာဘာလုပ်လဲစဉ်းစားကြည့်အပြောရင်လဲရံလို့တဲ့အပြောပဲပြောမှာပဲလေအလုပ်လုပ်ရင်လဲအန္တရာယ်ပေးမဲ့အလုပ်လုပ်မှာပဲအကောင်းမလာနိုင်ဘူးဒီလိုဆိုတာနောက်တစ်ခုကဘာလို့ဆိုမက္ခဒီစကားလုံးလေးတွေကအဘိဓမ္မာထဲမှာဝါဒအနေနဲ့တိုက်ရိုက်ပါတာမဟုတ်ဘူးမက္ခဆိုတဲ့စကားလုံးကခြေဖြတ်ပစ်တယ်တုတ်ပစ်တယ်ဖြတ်ပစ်တယ်ဆိုတဲ့အဓိပ္ပာယ်မက္ခဖြတ်ပစ်လိုက်တာဘာတွေကိုဖြတ်ပစ်တာလဲဆိုပရခုဏမက္ခဏလက္ခဏောမက္ခောမက္ခဆိုတာသူတစ်ပါးရဲ့ကျေးဇူးတရားကိုဖယ်ဘောထဲမှာရေးထားတဲ့စာတွေကိုဟုတ်လားဖြတ်ပစ်တယ်လို့ပဲနော်ဖြတ်ပစ်လိုက်တယ်လို့ပဲသူကကိုယ့်ပေါ်မှာတင်ရှိနေတဲ့သူများရဲ့ခုံကျေးဇူးတွေကိုဖြတ်ပစ်တာအတိမှမပြုဘူးရှင်နဲ့နှလုံးထဲမှာအတိမှအမေကအဖေကကိုယ့်ပေါ်မှာကျေးဇူးရှိတယ်ဆိုတာဖြတ်ပစ်တယ်မှတ်မထားတော့နော်ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ရဲ့ခုံကျေးဇူးတွေကိုဖြတ်ပစ်လိုက်တယ်အဲ့ဒါကိုမက္ခလို့ခေါ်တယ်ဒီတရားကလည်းလွန်ဆိုးတဲ့တရားပဲမြတ်စွာဘုရားဘုရားတုံးလို့ဆိုလို့ရှိရင်အေးမိတ်ဆွေဆိုတာမပြင်းမရဘူးတဲ့မိတ်တော်ဟဝေတတ္တပရိဏဟောတိတဲ့သူတော်ကောင်းတွေကခုနှစ်လမ်းအတူသွားဖို့ရင်ပဲမိတ်ဆွေလို့ဒီလိုဆိုတာလူမပြောနဲ့တစ်ပင်ရိပ်အောင်နားခိုနေဘူးလို့ရှိရင်အဲ့ဒီတစ်ပင်ရဲ့အရိပ်ကိုကျေးဇူးတင်ပြီးတော့တစ်ပင်ရဲ့တစ်ကိုင်းကိုမချိုးမဖျက်ရဘူးအလကားသားနေရင်တချို့ကစိတ်သွားတတ်တယ်လေနော်ပန်းမင်လေးတွေ့ရင်လည်းဆွဲစိတ်သွားတာဘာအကျဉ်းမှမသိဘူးလက်ကအငြိမ်မနေဘူးသူကသူလှနာမလှစေချင်တာလားမသိဘူးဆွဲစိတ်သွားအဲ့ဒါလို့မဖြည့်ဆည်းရဘူးတဲ့မက္ခဆိုတာသူများရဲ့ခုံကျေးဇူးကိုဖြည့်ဆည်းတတ်တယ်တေတံဝိနာတနာရတောတဲ့သူများရဲ့ခုံကျေးဇူးတွေကိုထောက်ဖြတ်ပစ်တယ်ကိစ္စရှိတယ်တဒဝိသဒနာပစ္စုပ္ပထာနောဖုံးပြလိုက်တယ်ဘာမှငါပေါ်မှာကျေးဇူးမရှိဘူးဘာမှဂရုစိုက်စရာမလိုဘူးနဲ့ဆိုပြီးတော့ဖြတ်ပစ်တာအဲ့ဒီမက္ခကျေးဇူးမတင်တဖဲနဲ့သူများရဲ့ကျေးဇူးကိုတုတ်ပြလိုက်တယ်လို့ဖြတ်ပြလိုက်တယ်လို့ဘောကိုဒတ်စတာနဲ့ဖြတ်ပလိုက်တယ်လို့အဲ့ဒါလို့ရေးထားတဲ့စာတွေကိုလက်နဲ့ရေးခြေနဲ့ဖြတ်ဆိုတာလို့ဖြတ်ပလိုက်တာအဲ့ဒါကိုမက္ခတရားလို့ခေါ်တာအဲ့ဒီမက္ခတရားရှိရင်လည်းပဲစိတ်ယုံမှလို့ခေါ်တယ်စိတ်ထဲမှာအဲ့ဒါဝင်နေရင်စိတ်ယုံမှအဲ့ဒါလို့မဟုတ်ဘဲနဲ့ဗာလေးလုပ်ပြီးကျေးဇူးတင်တယ်ကျေးဇူးတင်လိုက်တာနော်ကျေးဇူးတင်ပါတယ်လို့လည်းပြောတယ်တကယ်လည်းကျေးဇူးတင်အဲ့ဒါလို့ကျေးဇူးကိုတည်တတ်တဲ့စိတ်ကလေးကတော့သူတော်ကောင်းစိတ်ကောင်းလို့ဒီလိုပြောတာစိတ်ကောင်းဆိုတာကျေးဇူးတင်တတ်တဲ့စိတ်ဟာစိတ်ကောင်းလို့ပြောတာနော်ကိုခေတ်ကတော့ကျေးဇူးတင်တာရင်ထဲကပါလားမပါလားတော့မသိဘူးဗာလေးလုပ်ပေးလိုက် thank you နဲ့လုပ်လိုက်ကြတာပဲနော်တကယ်ရောကျေးဇူးတင်လားတော့မသိဘူးဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ပလာတတဲ့လာကြီးနဲ့ရေးတာပလာတပလာတဒါလည်းပဲစိတ်ထဲမှာရှိတဲ့အဆိုးတရားတစ်ခုပဲပလာတကဘာတော့လို့ဆိုယုခေကဟလက္ခဏောပလာတဆိုတဲ့တရားကဘာဘူးနော်ဘိုးမထားဘူးဆိုတဲ့စကားပဲယုခေကဟဘာပဲဖြစ်သူနဲ့ငါတူတူပဲလဲတော့သူလည်းလူပဲငါလည်းလူပဲဘာကိစ္စဆရာလူလဲဆိုစိတ်ထမျိုးအဲ့ဒါလို့စိတ်မထားရဘူးတဲ့ဟောဒီလူကတော့ကိုယ်ရဲ့တော်ရင်လည်းအသိမှတ်ပြုရကိုယ်ရဲ့အသက်ကြီးရင်လည်းဝယဝုဒ္ဓိခုံရှိလို့ရှိရင်လည်းကုဏဝုဒ္ဓိဝယဝုဒ္ဓိကုဏဝုဒ္ဓိဆိုတာအသိမှတ်ပြုရအဲ့လိုမဟုတ်ဘဲနဲ့အရာရာဘာမှငါနဲ့တူတူပဲလို့ဆိုတဲ့စိတ်ဓာတ်မျိုးဟာလဲစိတ်ယုံမှာတဲ့ပရခုနေဟိအတ္တနောခုဏနံတမိကရဏရတောပရခုနေဟိသူတစ်ပါးရဲ့ဂုံနေနဲ့အတ္တနောခုဏနံမိမိမှရှိတဲ့အရေးချင်း
သူများမှရှိတဲ့အရေးချင်းကိုယ်မှရှိတဲ့အရေးချင်းတစ်ခုကိုဘာမှမထူပါဘူးကွာသမီးကရဏတူတူပဲလို့ဒီလိုယူဆအဲ့ဒီပုဂ္ဂိုလ်ကဘုရားတော်မှပဲငါတော့မှသိရလားလို့အောင်းမေ့ခြင်းမေ့နေပါနော်ဒီလိုသူတော့မသိဘူးထင်ချင်းထင်တယ်တခါတခါဘုရားလူကြီးကလည်းဘုရားတော်သူထားတဲ့နေရာနေရမယ်လို့ပြောတာပဲနော်အဲ့တော့သမီးကရဏလက္ခဏောတဲ့ဂုံကြီးချင်းအပြင်တူတယ်လို့ယူဆတာဟာလည်းပဲစိတ်ကောင်းမဟုတ်ဘူးတဲ့နော်ကိုယ်နဲ့တာရင်တာမန်သိရမယ်လေးပေးရမယ်ဒီလိုဆိုလိုတာနော်ပရိသံခုဏပမာဏိနဥပဋ္ဌာဏပစ္စုပ္ပတ္ထာသူတော်ဘာတွေဂုံအတိုင်းတာအတိုင်းငါမှရှိတယ်လို့အထင်ရောက်တာသူတတ်တယ်လို့ငါတတ်တယ်သူ့လောက်ကတော့ငါအပြော့ပေါ့ဆိုတဲ့အတွေးတွေနဲ့တွေးတာမျိုးအဲ့ဒါကိုပလာဒလို့ခေါ်တယ်မြန်မာစာပေတွေမှာတော့ into ပြုခြင်းလို့ဒီလိုသုံးတယ် into ပြုတယ် into ဆိုတာ in ဆိုတာဟိုအရေးချင်းကိုပြောတာနော် into ပြုတယ်အဲ့ဒီရလည်းပဲမကောင်းတဲ့သဘောတရားတစ်ခုပဲတဲ့ဒါတွေစိတ်ထဲမှာလွှမ်းမိုးနေလို့ရှိရင်အဲ့ဒီစိတ်ဟာစိတ်ဥမှာပဲစိတ်ကောင်းမဟုတ်ဘူးတဲ့ဒီလိုဆိုတာပေါ့နောက်တစ်ခုကအိတ်တာတဲ့ပရတမတိခယနာလက္ခဏာသူတစ်ပါးရဲ့အောင်မြင်ကြီးပွားမှုကိုအမြဲတမ်းအပြစ်ပြောတယ်ရှုတ်ချတယ်လူတွေဥတရားအောင်မြင်သွားပြီဆိုရင်ရှုတ်ချတယ်အပြစ်ရှာတယ်အပြစ်ပြောတယ်အဲ့ဒါအိတ်တာလို့ခေါ်တယ်ဗမာလိုကြတော့မနာလိုတယ်ပေါ့ဒီဟာဆိုတယ်အဲ့ဒီအိတ်တာဆိုတဲ့တရားကလည်းအလွန်ဆိုးရတယ်မုဒိတာမထားနိုင်လို့အိတ်တာဆိုတာဖြစ်ရတာဂျလစီလို့ခေါ်တယ်အေးမုဒိတာတရားနဲ့သူ့ကိုနှိမ်နှင်းပြရသူများအောင်မြင်ကြီးပွားလာလို့ရှင်အပြစ်မရှာရဘူးတတ္တအခမနလက္ခဏာဟာအောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်သိမခံနိုင်ဘူးအနဘိရတိရတသူများအောင်မြင်မှုပေါ်မှာစိတ်မဝင်စားဘူးစိတ်ဝင်စားဘူးဆိုတာစိတ်ကမကြည်ဘူးပေါ့နော်မကြည်ဘူးအိတ်တာတတောဝိမုခဘာဝပစ္စုပ္ပတ္တသူများစည်းစိမ်အောင်မြင်ကြီးပွားမှုကမျက်နှာလွှဲခြင်းမျက်နှာလွှဲခြင်းနဲ့ဆိုမကြိုက်တဲ့သဘောပေါ့နော်မကြိုက်တာလို့ဆိုလို့မကြိုက်တဲ့စိတ်ဒီပေါ့ဒါလည်းစိတ်ယုံမှာတခုပဲစိတ်ထဲမှာဖြစ်ပေါ်တဲ့စိတ်ယုံမှာသူ့ကိုဗာနဲ့ဒီဖယ်ရှားပြရမလဲဆိုမုရိတာတရားပွားသဗ္ဗေတ္တယထာလတ္တတမ္ပတ္တိတောမာဝိကိသန္တုအလုံးဟာရထားတဲ့အခြေအနေတစ်ခုကနေပြီးတော့ဆိုးပြပြမသွားပါစေနဲ့ဆိုတဲ့စိတ်ထားဒီလိုဆိုလို့တာနော်နောက်တစ်ခါကျတော့မစ္စရိယတဲ့မစ္စရိယကျတော့အတ္တတမ္ပတ္တိနိခွေနလက္ခဏာကိုယ့်ရဲ့အောင်မြင်မှုအာယုစိုက်ပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုစုပ်ကင်ထားတယ်သူများနဲ့မဆက်ဆံလို့ဘူးမဆက်ဆံလို့ဘူးဆိုတာဒါမျိုးသူများမရစေချင်ဘူးလို့ဆိုလိုတာနော်ဟိုလိုကိုယ့်ပစ္စည်းကိုယ့်အကိုသိမ်းတာမျိုးပြောတာမဟုတ်ဘူးဒီနေရာမှာမဆက်ဆံခြင်းဘူးဆိုတာဥမာကိုလှတယ်လို့သူများမလှစေခြင်းဘူးကိုနာမည်ကြီးတယ်လို့သူများနာမည်မကြီးစေခြင်းကိုစာတတ်တယ်လို့သူများမတတ်စေခြင်းကိုတော်တယ်လို့သူများမတော်စေခြင်းဒီလိုဆိုလိုတာနော်တွေ့ဦးမှာပေါ့ယထာတော်စီးတဲ့ကပေါင်ကားထိုင်တာလေဘေးနားမှာအထုပ်ချထားလိုက်သေးတယ်ကိုနာလာမထိုင်အောင်အဲ့ဒါကိုမစ္စရိယလို့ခေါ်တာပဲဘေးနိုင်ဘူးဘယ်သူမှမလာနဲ့ဒီနာအဲ့ဒီမစ္စရိယတရားဟာလည်းပဲဆိုတယ်တရားဆိုတဲ့ရေရောမှု generosity တို့နဲ့သူ့ကိုဖယ်ရှားပြရမယ်ဒီလိုဆိုတာပေါ့ဟောနောက်တစ်ခုကဘာတော့ဆိုရင်မာယာတဲ့လူတွေကတော့မိမမာယာတဲကိုပြဆိုပြီးတော့မာယာမိမမှာရှိတယ်အောင်ပြီးတော့ယောက်ျားအပိုးဆိုးသေးတယ်တဲ့ဒါတော့တချင်းရတဲ့လူတွေအကုန်သိပြီးသားပဲเนาะပါတဲ့မကြီးကိုပြလောက်အောင်ဆိုလားအဲ့တော့မာယာဆိုတဲ့အဓိပ္ပာယ်ကရှင်းရှင်းနားလည်ဖို့ကဘာတော့ဆိုကတ္တပါပပဋိစ္ဆာရဏလက္ခဏာမာယာတဲ့ဟိုလိုဟာမဟုတ်ဘူးမာယာဆိုဒီမှာ
ကိုမဟုတ်တာလုပ်ပြီးတော့ဖုံးကွယ်ဖို့ကြိုးစားတာအဲ့ဒါမာယာလို့ခေါ်တယ်မဟုတ်တာလုပ်တယ်လုပ်ပြီးတော့လူမသိအောင်ဖုံးကွယ်တာအဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးတဲ့မာယာနော်ကိုလှုပ်ထားတဲ့မကောင်းမှုကိုဖုံးကွယ်ဖို့ကြိုးစားတာသူများကိုလှည့်စားတာဖြစ်လို့အဲ့ဒါမျိုးကိုမာယာလို့ခေါ်တယ်စာပေကျမ်းကမှာကတ္တပါပပဋိစ္ဆာဒနလက္ခဏာတဲ့မိမိလှုပ်တဲ့ယုံမှမှုတစ်ခုကိုဖုံးကွယ်ဖို့ကြိုးစားတာမာယာကိုလှုပ်ထားအောင်မလှုပ်တဲ့ရောင်ဒီလိုဆိုလိုတာပေါ့နော်ကိုလှုပ်ထားပြီးတော့ကိုလှုပ်ထားမဟုတ်တဲ့ရောင်အဲ့လိုလှုပ်တာမျိုးမာယာလို့ခေါ်တယ်တတ္တနိကုယနာရတ္တကိုလှုပ်ထားတဲ့မကောင်းမှုကိုအမြဲတမ်းရှုပ်ဝဲထားတယ်ဒါမာယာလို့ခေါ်တယ်တရားစရဏပစ္စုပ္ပထာနာအဲ့ဒီအတိုင်းလှုပ်စေတတ်တဲ့တရားဒါလည်းယုံမှမှုတစ်ခုလို့ခေါ်တယ်ဒါကြောင့်တရားဓမ္မကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာအဲ့ဒီလိုမယိုးသားတဲ့စိတ်မျိုးမထားရဘူးတဲ့စိတ်ကောင်းဆိုတဲ့ထဲမှာဒီမာယာအဲ့တော့စိတ်ကောင်းဆိုတာဖြောက်မှတ်ရမယ်ယိုးသားရမယ်ဒီလိုပွင့်လင်းရမယ်ဒီလိုဆိုလိုတာဖုံးကွယ်ဖို့ကြိုးစားတဲ့ဆိုတဲ့ကသူမဟုတ်တာလုပ်မှာပဲလေအဲ့တော့ဒီမာယာဆိုတဲ့သဘောတရားဟာလည်းပဲစိတ်ကိုဆိုးဝါးသွားစေတတ်တဲ့စိတ်ယုတ်မှကိုဖြစ်စေတတ်တဲ့တရားမျိုးပဲသူ့ကိုရှောင်ရမယ်ရိုးသားမှုနဲ့ပွင့်လင်းမှုရိုးသားမှုရိုးဖြောင်းမှုတွေနဲ့သူ့ကိုဖယ်ရှားပြရမယ်ဒီလိုဆိုနောက်တစ်ခုကဘာလို့ဆိုရင်တာထေးရတယ်အရာထဲမှာလည်းပြောပါတယ်ဒီလူကမာယာများတယ်ဒီလူကတာထေးရများတယ်မာယာနဲ့တာထေးရမတူဘူးမာယာကမဟုတ်တာလုပ်ပြီးဖုံးဖို့ကြိုးစားတာမာယာတာထေးရကြတော့ကိုယ်မှမရှိတဲ့အရေးချင်းတစ်ခုကိုရှိတဲ့အောင်ဆောင်းတာနော်ဟန်ဆောင်းတာအစမရှိဘဲနဲ့ရှိတဲ့အောင်ဆောင်းတယ်ပညာမတတ်ဘဲနဲ့တတ်ချင်အောင်ဆောင်းတယ်မသိဘဲနဲ့သိချင်အောင်ဆောင်းတယ်တာထေးရရည်ချင်းမရှိဘဲနဲ့ရှိကြအောင်ဆောင်းတယ်တာထေးရဟန်ဆောင်မှုတွေပေါ့ဒါလို့ဆိုလို့အဲ့ဒါကြတော့ဘယ်လိုဆိုတော့ဆိုအတ္တနောအဝိဇ္ဇမာနခုနပကာဒနာလက္ခဏာတဲ့အတ္တနောအဝိဇ္ဇမာနကိုယ်မှမရှိတဲ့ခုံပကာဒနာထုတ်ဖော်ပြတယ်ကိုယ်မှမရှိတာကိုထုတ်ပြလို့ဆိုလိုတာကိုယ်မှမရှိတာကိုထုတ်ပြတယ်အဲ့ဒါတာထေယလို့ဆိုလိုတယ်တေတံသမုဒ္ဒါဟရဏရတမရှိတဲ့ခုံတွေနဲ့နော်လူတွေသိလာအောင်ကိုယ်ခုံရှိတဲ့ထင်အောင်လုပ်ပြတရိရာကာရိဟိပိတေတံဝိပုဒ္ဒကရဏပစ္စုပ္ပထာနာကိုယ်အမူအရာနဲ့လည်းကိုယ်တကယ်ရှိချင်အောင်ဆောင်စတိုင်ကြကြဝှစာစီရင်ပြီးအရာရှိအောင်ဆောင်တယ်ဆိုတာထေယပဲဒါနော်တာထေယလူဆိုးကလူကောင်းအောင်ဟန်ဆောင်လာတယ်တာထေယအဲ့တော့စိတ်ကောင်းမရှိတဲ့အရာတွေလို့ဒီလိုပြောတာမာယာတာထေယအမှန်သိဖို့တော်ခက်သွားအဲ့ဒီမဲ့စာပေကျမ်းမှာထုတ်ပြထားတယ်မာယာနဲ့ပတ်သက်ပြီးတော့အာယတနမစ္ဆာတဲ့ငါးတစ်မျိုးရှိတယ်အဲ့ဒီငါးကအမီးကတော့ငါးခေါင်းကမွေသူကမွေနဲ့ငါးနဲ့ပေါင်းဆက်ထားတာဗမာပြည်မှာတော့ပင်စရူပဆိုသူ့တဲ့တောင်များသေးငါးခုပေါင်းထားရှိသေးတယ်အခုကနှစ်ခုနေမယ်မွေနဲ့ငါးနဲ့ပေါင်းဆက်ထားတဲ့တရားဝါရှိသေးတယ်နော်ခေါင်းကြည့်လိုက်ရင်မွေတကယ်မွေစစ်ပဲအမီးကြည့်လိုက်ရင်ငါသူကဘာလို့တုံးဆိုရင်မွေတွေလာရင်တော့ခေါင်းကိုပြအမီးဖွက်ထားမင်းတို့လိုငါလည်းမွေပဲဆိုတဲ့ပုံစံပေါ့နော်အမီးဖွက်တာငါးတွေလာလို့ရှင်တော့အမီးခတ်ပြတယ်ခေါင်းဖွက်ထားအဲ့ဒါလို့လှုပ်တဲ့ငါးမျိုးရှိသေးတယ်တဲ့နည်းနည်းသုတေသနလုပ်ကြည့်ပေါ့စာရဲတော့အဲ့လိုပါတာပဲအဲ့ဒါလို့ထူးဆန်းတဲ့အကောင့်နေဟန်ဆောင်တာပေါ့ဘာတော့ထောင်းရောင်ဆောင်တော့ကြီးအကြောင်းဆိုတာတွေဘာတွေကြားဦးတယ်မဟုတ်လားအဲ့ဒါလိုဟာမျိုးတွေကိုဆိုလို့တယ်နော်မာယာတာထေယဆိုတာမကောင်းတဲ့အနေအထားတစ်ခုဖော်ထုတ်တာတဲ့နောက်တစ်ခုကတော့ထမ္ပဆိုတဲ့စကားလုံးထမ္ပဆိုတာစိတ်တတဥဒ္ဓမာတဘာဝလက္ခဏာပဲမာနတစ်မျိုးပဲထမ္ပဆိုတာခက်ထန်နေမရွကျိုးနိုင်ဘူးလူကြီးသူမရှိကုန်းမသွားနိုင်ဘူးကုန်းလို့မရဘူးလေ
ဘာလဲဥပမာတူလို့ဆိုတန်ချောင်းကြီးမျိုးထားတဲ့စပယ်ကြီးမွေဘယ်လိုလုပ်ခွေလို့ရအောင်သူကလည်းမာနာကြီးကိုမျိုးထားသည့်အတွက်ကြောင့်လူကြီးသူမတွေရှိမှခေါင်းလေးမော့လဲလေးကြော့ပြီးသွားတာမကုန်းနိုင်ဘူးတဲ့မလေးစားနိုင်ဘူးလို့သူဆိုတာပေါ့အဲ့ဒါထံပလို့ခေါ်တယ်အပဋိတယဝဋ္ဌိရတော့ဘယ်သူမှဘိုးမထားဘူးဆိုတဲ့သူကဘယ်သူဂယုဆိုင်ရမှာလဲဆိုတဲ့စိတ်ဓာတ်ထားတယ်အမတ္ထဝတာပစ္စုပ္ပတ္ထနနုညံမှုတိမ်မွေးမှုပျော်ပြောင်းမှုမရှိဘူးတဲ့အလွန်ခက်ထန်တဲ့မောက်မာတဲ့အနေအထားမျိုးရှိတယ်ဒါလည်းစိတ်ကောင်းမဟုတ်ဘူးလို့ဆိုလိုတယ်ဒါလည်းဖယ်ရှားပြရမယ်စိတ်ကောင်းနှလုံးကောင်းမွေးပြီးဖယ်ရှားပြနောက်တစ်ခုကဘာလို့ဆိုသာရမ္ဗကိုမြန်မာစာပေမှာချုပ်ချယ်တယ်လို့ပြောတာအဓိပ္ပာယ်သိမပေါ်ဘူးအဲ့တော့ဒီမှာဆိုလိုတာကသာရမဆိုတာကရဏုတ္တရိယလက္ခဏောသာရမောတဲ့သူကဘာလဲဆိုရင်သူလုပ်ရင်သူ့တဲ့ပို့ပြီးတော့လုပ်ပြမယ်ဆိုတာဟာမျိုးနော်သူကတစ်ချက်ဆိုရင်ငါနှစ်ချက်လုပ်ပြဒီလိုဟာမျိုးပေါ့လေတကယ်လုံနိုင်တာမလုံနိုင်တာအသာထားသူများတယ်သူတစ်ခုလုပ်ရင်ငါနှစ်ခုလုပ်မယ်ဆိုတာဟာမျိုးအဲ့ဒီလိုဂုံတုဂုံပြိုင်သူကတကယ်အရေးချင်းမရှိပဲနဲ့ကိုယ့်ကိုမြင့်တင်ပြီးတော့လှုပ်တတ်တဲ့သဘာဝတရားကိုသာရမလို့ခေါ်တယ်ဒါလည်းစိတ်ကောင်းမဟုတ်ဘူးဝိပဿနိကတာရသောဘယ်တော့ပဲဖြစ်ဖြစ်စัจ jin မဲ့လှုပ်တယ်တိုင်လျောညီတွေမရှိဘူးနော်အခါရဝပစ္စုပ္ပတ္ထနာဘယ်သူ့ကိုမှမလေးစားဘူးဆိုတဲ့စိတ်ရှိတယ်ဟောနောက်တစ်ခုမာနဒါတော့ထင်ရှားပါတယ်ဩနတိလက္ခဏောကြွားဆောင်နဲ့နေတာအဲ့ဒါမာနနော်ကြွားဆောင်နဲ့အဲ့ဒါလို့အဟံကာရရတောငါဆိုတဲ့ကိုယ့်ကိုငါကွဆိုတဲ့အမှုအရာရှေ့တန်းတင်ပြီးတော့လှုပ်တတ်တယ်ဩဒုမာတဘာဝပစ္စုပ္ပတ္ထနောအမြဲတမ်းကိုယ့်ကိုစိတ်ကြီးဝင်နေတဲ့သဘောလို့ဆိုလိုတယ်အတိမာနဆိုတာကြတော့သူ့ရဲ့ပိုပြင်းထန်တယ်လို့ဒီလိုမှတ်နော်ပိုပြီးတော့မောက်မာတယ်ပိုပြီးတော့စိတ်ကြီးဝင်တယ်အဲ့ဒါအတိမာနဒါတွေကလည်းစိတ်ကောင်းမဟုတ်ဘူးလို့ဒီလိုပြောတာနောက်တစ်ခုကတော့မထဆိုတာမတ္တဘာဝလက္ခဏောမတော်ရှင်မှုတယ်ဇာတုလေးရလည်းပဲရှင်မှုတယ်လက်ဆံလေးချမ်းသာလည်းရှင်မှုတယ်ဘယ်ရာပဲဖြစ်ဖြစ်ဒီရထားတဲ့အခြေအနေလေးတစ်ခုပေါ်မှာရှင်မှုပြီးတော့နေတဲ့အရာနော်အဲ့ဒါကိုမထလို့ခေါ်တယ်မတက်ကာဟရတောတဲ့ရစ်မှုမှုတွေကိုယ့်ကိုရစ်မှုနေတဲ့သဘောတရားတွေကိုဖြစ်ပေါ်စေပြီးတော့ဩမာဒပစ္စုပ္ပတ္ထနောအယူလိုပဲတဲ့ crazy ပေါ့နော်တူတယ်လို့မရှိဘူးဆိုပြီးတော့ crazy ဖြစ်တဲ့ပုဂ္ဂိုလ်တွေ has gone mad ယူသွားပြီဒီကောင်စိတ်ကအဲ့ဒါယူနေတာပုံစံမျိုးဖြစ်တာအဲ့ဒါမထလို့ခေါ်တယ်နောက်ပမာဒဆိုတဲ့သဘောတရားကြတော့ပါတော့ဆိုကာမဂုဏ်အာယုန်ဒီပေါ်မှာစိတ်ကိုလွတ်ထားတာပြောစရာပဲစဉ်းစားမယ်တရားပဲကိုကောင်းမလားမလဲဘူးပျော်ဖို့ပဲစဉ်းစားနေတယ်ကာမဂုဏ်အာယုန်ဒီဘက်မှာပဲစိတ်ကိုလွတ်ထားလိုက်ပြီးတော့ပျော်ပျော်နေတည်ခဲဆိုတဲ့အတွေးမျိုးတွေတွေးထားပြီးတော့အေးပျော်ပျော်နေပျော်ပျော်အိပ်ပျော်ပျော်စားပြောတာကိုရှားနေတဲ့အဲ့ဒါမျိုးကိုပမာဒလို့ခေါ်တယ်ဝတ္တကလက္ခဏောပမာဒောအားလုံးကိုဆွန့်လွတ်ထားတယ်ဝတ္တကနုပ္ပါဒနာရတောအဲ့ဒါလို့ဆွန့်လွတ်ထားမှုကိုဖြစ်ပေါ်စေပြီးတော့သူ့ရဲ့အနေထားတစ်ခုကတတိဝိပဝါသောကိုယ့်ရဲ့ဘဝကြီးပွားရေးနဲ့ပတ်သက်ပြီးတော့တမလွန်လောကအရေးဘာကုန်မှမစင်စားဘူးခေါင်းထဲမှာမထည့်ဘူးတတိလွတ်နေတဲ့အနေအထားမျိုးလို့ဆိုလိုတယ်အဲ့ဒီပမာဒဆိုတာအဲ့ဒါတွေကနောက်ဆုံးမှဒုက္ခရောက်သွားနိုင်တယ်ပေါ့အေးဒါကြောင့်မို့အခုပြောခဲ့တဲ့သဘာဝတရားတွေဟာရှင်သာရိပုတ္တရာကစိတ်ရဲ့အညစ်အကြေးတွေအဖြစ်စိတ်ကိုယုံမှစေတတ်တဲ့သဘာဝတရားတွေအဖြစ်
ရှင်သာရိပုတ္တရာကဓမ္မဒါရသုတ်တံမှာဟောထားတာမြတ်စွာဘုရားကဒီဝဋ္ဌသုတ်တံမှာလည်းပဲဒီအချက်တွေထည့်သွင်းပြီးတော့စိတ်ရဲ့အညစ်အကြေးတွေဖြစ်ဟောကြားထားတာရှိတယ်အဲ့ဒါတွေကိုတန်ရှင်းနိုင်မှစိတ်ကောင်းဆိုတာဖြစ်မယ်နောက်ဆုံးမှာစိတ်ကောင်းဆိုတာဘယ်ကြမှာစိတ်ကောင်းအစ်စ်ဖြစ်သွားလဲလို့ဆိုရင်ကိလေသာတွေလုံးဝကုန်သွားပြီးတော့ဝိတုဒ္ဓစိတ်ဓာတ်လုံးဝဖြူစင်သွားပြီဝိမု ക്ത စိတ်ဓာတ်လုံးဝကိလေသာတွေကလွတ်သွားပြီဆိုတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်မျိုးကြတော့မှတကယ်စိတ်ကောင်းဒီလိုဖြစ်မှာပေါ့နော်အဆင့်လိုက်အဲ့ဒီလိုစိတ်ကောင်းရှိဖို့ဟာတို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်ဒါကြောင့်မို့ဘဝမှာကောင်းတာတွေဖြစ်ဖို့အတွက်စိတ်ကောင်းရှိဖို့ဟာအမှန်တမ်းအရေးကြီးတယ်စိတ်ကောင်းရှိမှပြောတာကောင်းနိုင်မယ်လုပ်တာကောင်းစိတ်ကောင်းမရှိဘူးဆိုရင်အပြောနဲ့အလုပ်ဟာလည်းလွဲမှားသွားနိုင်တယ်လို့ကိုယ်စီသဘောကျပြီးတော့တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့စိတ်ကောင်းရှိဖို့ပထမဆိုတာခေါင်းထဲမှာဆွဲမှတ်ထားပြီးတော့တို့တွေရဲ့တဏ္ဍမှာအကယ်၍စိတ်ယုံမှာကိုဖြစ်စေတတ်တဲ့သဘာဝတရားတွေတွေးရှိလာလို့ရှင်ဒါတွေဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းမြတ်တဲ့သဘာဝတရားတွေနဲ့တည်ဆောက်ရမယ်လို့နှလုံးသွင်းပြီးတော့စိတ်ကောင်းရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း